ပိုင်း40ရဲ့အစာမှာတော့ဂျင်းကသူရောက်ရှိနေတဲ့ကောင်းကင်ဘုံကပြိုင်ပွဲရှိရာကျွန်းစီကိုလှမ်းကြည့်ပြီးဒီကျွန်းကတိတ်လာတာပဲလို့ပြောနေခဲ့ပါတယ်။သူကပြိုင်ပွဲမှာသာအနိုင်ရရှိသွားမယ်ဆိုရင်ဒီကျွန်းကိုပိုင်ဆိုင်မှုအတွက်တေချာသွားပြီဆိုပြီးကျေနပ်နေပါတယ်။အဲ့ဒီအချိန်အောက်ဘက်ကနေ Yusuke ကသူ့ကိုလှမ်းစိန်ခေါ်တဲ့ကိုကြားလိုက်ရပါတယ်။အဲ့ဒါကြောင့်သူလည်းပြိုင်ပွဲရှိရာစီကိုပြန်သွားဖို့အတွက်ပြင်ဆင်လိုက်ပြီးအချိန်ပြင်းပြင်းနဲ့မိုးပေါ်ကနေထိုးဆင်းလာတော့တာပါ။ဒါကမြင်တော့တိုကူကဂျင်းတယောက်ဆင်းလာပြီလို့ကြေညာနေခဲ့ချိန်ဆုံးတော့မဆုံးသေးပဲကွင်းထဲကိုပြန်ရောက်ရှိလာပါတယ်။ဒါပေမဲ့သူက Yusuke ကိုချက်ချင်းမတိုက်ခိုက်ပြီးပြိုင်ပွဲကိုပတ်ပြီးပြန်နေပါတယ်။အဲဒီနောက်မှာတော့မထင်မှတ်ထားတဲ့ဒေါင်ဂျိုးတစ်ခုကနေပြန်ပေါ်လာပြီး Yusuke ကိုထိုးချပေးလိုက်ပါတယ်။ဒါပေမဲ့ Yusuke ကခြေထောက်နဲ့ပြန်ပြီးပတ်ကန်တာကြောင့်သူလည်းငုံရှောင်လိုက်ရပါတယ်။မထင်မှတ်ထားတဲ့အခြေအနေမှာတော့မှရသလိုနီးနဲ့ပြန်တိုက်ခိုက်ဖို့ကြိုးစားတဲ့ Yusuke ကြောင့်ဂျင်းလည်းအတော်လေးကိုခေါင်းကိုက်သွားရပါပြီ။အဲဒီအချိန်မှာလဲကျနေတဲ့ Yusuke ကပြန်ထလာခဲ့ပါတယ်။နောက်ပြီးမင်းရဲ့ထိုးချက်ကအရန်ခံစားလို့ကောင်းတယ်ဆိုပြီးလည်းချီးကျူးနေတာပါ။အဲဒီနောက်မှာတော့ခေသူမဟုတ်တဲ့နှစ်ကောင်တယောက်ကိုတယောက်ရှော့တွက်လို့မရမှန်းသိသွားကြပြီးအခြေအနေကိုစောင့်ကြည့်နေကြပါသည်။တစ်ဖက်မှာလည်းပဲဘူတန်ကကူဝါဘာရာကိုပေါင်မော်တင်ထားပြီးဒီအခြေအနေကိုနားမလည်နိုင်ဖြစ်နေပါသည်။အဲဒါကြောင့်ကူဝါဘာရာကလည်း Yusuke ရဲ့ဗီဇာအကြောင်းကိုပြောပြလာပါသည်။အဲဒါကတော့ Yusuke ကအကြောင်းသားလူမိုက်ဘွားတွေကသူ့ထက်တန်မာတဲ့သူဆိုရင်သဘောကျတဲ့အကျင့်ရှိနေခဲ့တာပါ။သူကသူ့ထက်ပိုပြီးတန်မာရာမျိုးဖြစ်ဖြစ်သူနဲ့တန်းတူဖြစ်နေတဲ့လူမျိုးဖြစ်ဖြစ်တိုက်ခိုက်ရတာကိုဂုဏ်ယူတဲ့သူတူလည်းဖြစ်ပါသည်။အဲ့ဒီအချိန်ခူရာမာကတော့အရင်ပွဲကရထားတဲ့ဒဏ်ရာတွေရဲ့အရှိန်နဲ့အတော်လေးကိုနာကျင်နေရပါသည်။ကိုဝါမာကတော့ဂျင်းကလေကိုထိန်းချုပ်နိုင်ရုံနဲ့မကဘဲနဲ့လေပေါ်မှာပါပြန်နေနိုင်တဲ့ပုံမှာအတော်လေးဘဝင်မကျဖြစ်နေတာပါ။ဒီလိုသာဆက်သွားမယ်ဆိုရင် Yusuke ကဂျင်းကိုဖမ်းလို့တော့မိမှာမဟုတ်ဘဲနဲ့အချိန်တိုလေးအတွင်းမှာပဲရှုံးနေသွားမှာကိုသူကစိုးရိမ်နေပါသည်။အဲ့ဒီအချိန်ဂျင်းကတော့ Yusuke ကိုချီးကျူးမစောဖို့နဲ့သူ့ရဲ့တကယ်တိုက်ကွက်တွေကအခုမှလာမှမို့ပြင်ဆင်ထားဖို့အတွက်ပြောပါသည်။အဲဒီနောက်မှာတော့ဂျင်းကသူ့ရဲ့ခန္ဓာကိုယ်အကြောတွေကိုရှော့နေခဲ့ပြီးသူ့ရဲ့ညာဘက်လက်ကိုဝေရမ်းလိုက်ရင်ပဲလေပွေတစ်ခုကိုဖန်တီးလိုက်ပါသည်။အဲဒါကြောင့်ပြိုင်ခွင်းတစ်ခုလုံးလေးလေပွေရဲ့အရှိန်နဲ့အတူဖုံတလောင်းလောင်းထသွားခဲ့ပါသည်။ဒါကိုမြင်တော့တင်ဆက်သူတိုကိုကလည်းပဲဂျင်းရဲ့လက်တစ်ဖက်ထဲနဲ့လေစင်နာမောင်းကိုဖန်တီးနိုင်တာအတော်လေးကိုမှအံ့ဩဖို့ကောင်းကြောင်းကြီးညာနေတာပါ။အဲဒီအချိန်ဂျင်းကတော့လေနာမောင်းကနေသူ့ရဲ့လက်သီးကိုထုတ်လာပါသည်။နောက်ပြီးတော့အာရှရာလေပွေလက်သီးတစ်လုံးကိုဖန်တီးလိုက်ပါသည်။မျက်စိနဲ့မြင်ရတာထက်ပိုပြီးတော့ဖြက်စီးအားကောင်းတဲ့တိုက်ကွက်မျိုးမှန်တီးလိုက်ရတဲ့အခါမှာတော့မတ်စဝါရီယာတယောက် Yusuke တို့စိတ်ပူသွားပါသည်။အဲ့ဒီအချိန်မှာပဲဂျင်းကလေစင်နာမောင်းလက်တီးနဲ့ Yusuke ကိုပြေးပြီးတော့ထိုးပါသည်။ဒါကြောင့်မလို့ Yusuke ကရှောင်လိုက်ပေမဲ့ပုတ်မိသွားတဲ့လေပွေအရှိန်နဲ့တူပဲသူကအဝေးကြီးကိုလွင့်ထွက်သွားပါသည်။ဒါပေမဲ့ပြိုင်ခွင်းနေရန်နဲ့မရိုက်မိခင်လေးမာရီခန္ဓာကိုယ်ကိုကောင်းကောင်းကြီးအရှိန်တက်လိုက်နိုင်တာပါ။ဒါကြောင့်မလို့ Yusuke လည်းတက်ပြေးနေချနေခဲ့ပြီးဂျင်းရဲ့နောက်ထပ်လက်တီးတစ်လုံးကထပ်မံဝင်ရောက်လာခဲ့ပြန်ပါသည်။ရှောင်းလိုက်ပေမဲ့လည်းဒီတစ်ခါမှလေးပဲလေပွေရဲ့စွမ်းကြောင့်မလို့နောက်တစ်ခါပြန်လေကျသွားခဲ့ရပါသည်။ပွဲကြီးစဉ်တစ်ခုလုံးအဖျက်ဆီးခံလိုက်ရတာကိုမြင်တော့ကူဝါဘာရာတယောက်အတော်လေးလည်းထိတ်လန့်နေခဲ့ပါပြီ။တကယ်လို့သာဒီလက်တီးကို Yusuke တယောက်သာအပြေးအဝခံစားလိုက်ရမယ်ဆိုရင်အယူတခြားသားတခြားဖြစ်သွားနိုင်လို့ပါ။တစ်ချက်တည်းနဲ့အနေဆသဘောကိစ္စရှောသွားနိုင်တဲ့ဒီလက်တီးချက်ကအတော်လေးလည်းကြောက်ဖို့ကောင်းပါသည်။တစ်ဖက်မှာလည်းပဲပြိုင်ပွဲဥက္ကဋ္ဌကအခြေအနေပြန်ကောင်းမွန်လာတဲ့မာရှိုစုကအသင်းအတွက်ဂုဏ်ယူနေပါသည်။ပြီးတော့သူကမစ္စတာဆေကီယိုကိုအချိန်မနှောင်းခင်သူပိုင်နဲ့မာကိုစုကိုင်အသင်းဘက်ကိုလောင်းချထပ်ဖို့သွေးဆောင်နေပါသည်။ဒါပေမဲ့ဆေကီယိုရဲ့ငင်းနေဆိုတဲ့စကားမှာရင်သူ့ရဲ့ပလန်တွေပြည့်စည်သွားခဲ့ရပါသည်။လီကိုဖန်တီးနိုင်တဲ့အစွမ်းကိုရထားတဲ့ခြင်းကကိုဝါမာအတွက်တော့တကယ်ကိုမနာလိုခြင်းစရာကောင်းပါသည်။နောက်ပြီးတော့သူ့မှာသာအဲ့လိုစွမ်းအားမျိုးရှိမယ်ဆိုရင်အခုလိုမျိုးအသုံးမကျတဲ့လက်ထောက်မျိုးတွေလိုအပ်တော့မှာမဟုတ်ဘူးလို့ပြောတော့ယူကိုင်းကောင်လည်းသူ့အလုပ်ပြုတ်မှာကိုအတော်လေးစိုးရိမ်သွားပါသည်။အဲ့ဒီချိန်မှာပဲ Yusuke နဲ့ဂျင်းတို့နှစ်ယောက်ကတော့အကွင်းရဲ့အလဲမှာပြန်နေရယူထားကြပါပြီ။တင်ဆက်သူကလည်းမကြခင်မှာပွဲကိုပြန်စားတင်တော့မှာဖြစ်တာကြောင့်အသင့်နေထားနေရာယူဖို့အတွက်သတိပေးလိုက်ပါသည်။ပြန်လဲစားတင်လာမဲ့ပွဲရဲ့အချိန်နဲ့အတူပရိသတ်လုံနေကြတဲ့ယူကိုင်းကောင်ရဲ့မြစ်တာပို့တန်တွေကလည်းတဖန်ပြန်ပြီးတော့ဆူညံလာပါသည်။သူတို့ကထုံးစံအတိုင်းပဲလူသားတစ်ယောက်ဖြစ်တဲ့ Yusuke ကိုတတ်ပေးဖို့အတွက်ဂျင်းကိုဝိုင်းပြီးတောင်းဆိုနေကြတာပါ။အဲ့ဒီအချိန်မှာပဲဂျင်းကနောက်ထပ်လေးပွေလက်သီးတစ်လုံးကိုဖန်တီးဖို့အတွက်လုပ်နေပြန်ပါသည်။အဲဒါကြောင့် Yusuke လည်းသူ့ကိုအခက်တွေ့အောင်လုပ်မဲ့တိုက်ကွက်ကိုတားဆီးဖို့အတွက်အချိန်မပြီးတော့ပဲစတိုက်ဝင်ရောက်ထိုးနှက်ပါတော့သည်။တိုက်ကွက်ပြတ်နေတဲ့ Yusuke ရဲ့လက်သီးတွေကဂျင်းထွက်အတော်လေးခံမှန်းရခတ်ပါသည်။တိကျမှန်ကန်မှုမရှိတဲ့ပြင်လမ်းဘေးရံပွဲတွေမှာအသုံးပြုတဲ့လက်သီးမျိုးကတိုင်းပညာနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့အရန်ကိုလျင်မြန်လို့လာခဲ့ပါပြီ။အဲဒါကြောင့်မလို့ဂျင်းလည်းအဆင်ပြေတယ်လို့ခုခံနေရပြီးတခြားမှာတော့ Yusuke ရဲ့ထိုးချက်တစ်ခုကသူ့ရဲ့ဝမ်ဘိုက်ထဲကိုတိုက်ရိုက်ဝင်ရောက်သွားပါသည်။အဲဒါကြောင့်သူလည်းအတော်လေးကိုမှအီစိန်သွားခဲ့ပြီးအဲ့ဒီအချိန် Yusuke ကတော့နောက်ထပ်လက်သီးတစ်လုံးကိုထပ်မံပြစ်သွင်းလာပြန်ပါသည်။ဒါပေမဲ့ဂျင်းကလေကိုအသုံးပြုပြီးမိုးပေါ်ကိုရှောင်းထွက်သွားတာကြောင့်လွဲချော်သွားခဲ့ရပါသည်။အထူးခံလိုက်ရတိုင်းလေပေါ်ကိုပြန်တက်သွားတဲ့ဂျင်းကိုမြင်တော့ဘူတန်တယောက်တဖြည်းဖြည်းအသေးပေါက်လာပါပြီ။ဒါကြောင့်မလို့သူမကတင်ဆက်သူကိုတိုကိုသွားပြီးအထူးခံလိုက်ရတဲ့အပေါ်အမတ်စင်ရေးတွက်ပေးဖို့အတွက်တောင်းဆိုနေပါသည်။ဒါပေမဲ့ကိုတိုကပြိုင်ပွဲဝင်နေနဲ့လဲကျမသွားခင်အထိသူ့မှာနမတ်စင်ရေးတွက်ခွင့်မရှိကြောင်းပြန်ပြီးတော့ရှင်းပြလိုက်ပါသည်။
အဲ့ဒီအချိန်ချင်းကတော့မိုးပေါ်မှာအောင်သွားတဲ့ဝမ်ဘိုက်ကိုကန်ရင်အနားယူနေပါလိအဲ့ဒီအချိန်မှာပဲရုတ်တရက်အလင်းတန်းကြီးတစ်ခုကိုမြင်လိုက်ရပြီးဖြစ်ချင်တော့အဲ့ဒီယာကြီးက Yusuke ရဲ့ Regan ပြစ်ချက်ဖြစ်နေတာပါအားလုံးကလည်း Yusuke တယောက်ဂျင်းကိုဖမ်းမိသွားပြီးအထင်နဲ့ပျော်ရွှင်နေကြပါလိဒါပေမဲ့ညံကောင်းလုံးတဲ့ဂျင်းကလေးဝေးတစ်ခုကိုဖမ်းတီးလိုက်ပြီး Regan ဆက်လုံးကြီးကိုလမ်းကြောင်းလွှဲပေးလိုက်ပါလိအဲ့လိုနဲ့အောက်ကိုတဖန်ပြန်ဆင်းလာပြီး Yusuke ကိုလောင်ပြောင်းနေပါလိနောက်ပြီးတော့ဘလို့ပဲအားကောင်းတဲ့ဝိညာဉ်တနတ်ဖြစ်နေပါစီသူ့ကိုထိဖို့မဖြစ်နိုင်ကြောင်းလဲဂုံယူဝင်ကြွားစွာနဲ့ပြောနေခဲ့တာပါဒါကိုကြတော့ငကူကလေးကဇောင်းထခြင်းနေတဲ့ယူကိုင်းကောင်တွေကလည်းပဲစူညံလာခဲ့ပါလိဝိညာဉ်တနတ်ကိုတော့မှအလွယ်တကူလမ်းကြောင်းလွှဲပေးနိုင်တဲ့လေးရဲစွမ်းကိုမြင်တော့ကိုမမာတယောက်လည်းအတော်လေးထိတ်လန့်သွားပါလိအသုံးမဝင်တော့တဲ့စွမ်းအားမျိုးဖြစ်လာခဲ့တဲ့ရီဂန်ပေါ်ဗိုလ်တန်လဲစိုးရိမ်လာပြီးကိုဘာဘာကတော့ဒီစွမ်းနဲ့မှမရလို့ရှိရင်လက်သီးနဲ့ပဲတိုက်ဆရာရှိတော့ကြောင်းပြောလာပါလိဒါပေမဲ့လက်သီးချင်းရှင်ထိုးရင်တော့မှအချင်းကလေးစင်နာမောင်းလက်သီးကိုအသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့် Yusuke အတွက်အခွင့်အရေးကလုံးဝမရှိသလိုဖြစ်နေခဲ့တာပါအဲ့ဒီအချိန်ဂျင်းကနောက်တစ်ချိန်ထပ်ပြီးတော့လေးစင်နာမောင်းလက်သီးကိုဖန်တီးလာပြန်ပါလိဒါကိုမြင်တော့အားလုံးကစိတ်ပူသွားကြပေမဲ့ Yusuke ကတော့ထိုးဆင်းလာတဲ့လမ်းကြောင်းအတိုင်းမတ်တက်ရက်ကြည့်နေပါလိနောက်ပြီးတော့သူ့ရဲ့ Regan ကိုပြစ်လို့ဖို့အတွက်လက်ကိုစန်တန်းလိုက်ပါလိယူမိုက်ဆရာကောင်းတဲ့အလောင်းစားတစ်ခုကိုလှုပ်လိုက်တဲ့အပေါ်မှာအားလုံးကလည်းနားမလည်နိုင်ဖြစ်သွားကြပါပြီအဲ့ဒီအချိန် Yusuke ကသူ့စီကိုတဲဝင်လာတဲ့ဂျင်းကိုဝိညာဉ်တနတ်နဲ့ပြစ်ချလိုက်ပါလိအဲဒီနောက်မှာတော့အရာအလုံးကလင်းလက်သွားခဲ့ပြီး Yusuke တယောက်ကွင်းရဲ့ထောက်မှာသွားကန်နေပါလိအဲ့လောက်ထိတက်တဲ့ကြီးတီးထုတ်ပြလိုက်တာတော့မှထိမသွားတဲ့အပေါ်မှာလေ Yusuke တယောက်ဒေါသထွက်သွားခဲ့ပါလိဒါကိုမြင်တော့ဟီအီကမထိလိုက်တာမဟုတ်ဘဲနဲ့ပိုပြီးညံကောင်းတဲ့ဂျင်းကအနာရောက်ခံဒီမှလေစွားကိုအသုံးပြုပြီးတစ်ဖက်ကိုခုံထွက်သွားတာဖြစ်ကြောင်းရှင်းပြလိုက်ပါလိဒါကြောင့်မလို့ဂျင်းလိုကောင်မျိုးကိုရှော့မတွက်ဖို့အတွက်မှားနေတာပါနောက်ပြီးတော့တကယ်လို့ Yusuke သာဂျင်းကိုရှုံးနေသွားမယ်ဆိုရင်နောက်ပွဲတွေမှာသူကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်မှာဖြစ်ကြောင်းကြိမ်ဝါလိုက်ပါလိဒါကိုကြတော့ Nesma ကပြိုင်ပွဲစည်းကမ်းအရမဖြစ်နိုင်ဘူးလို့ဓာနေပေမဲ့လေဟီကတော့ဂီးမဆိုင်ခဲ့ပါဘူးသူကသူ့ရဲ့လမ်းမှာပိတ်နေတဲ့လူတွေအားလုံးကိုတပ်ပစ်မှလို့ပြောရင်ယုံကြည်ချက်ရှိရှိနဲ့တစ်ဖက်ကိုစိုက်ကြည့်နေပါလိဒါကြောင့်မလို့ Mass Warrior ကလည်းဟီတယောက်ညာဘက်လက်ကဒဏ်ရာကလုံးဝပြန်ကောင်းသွားမှရိမ့်မိလိုက်ပါလိအဲ့ဒီအချိန် Yusuke ကတော့အမတ်စင်ရေးတွက်မှုခွန်မရောက်ခင်လေးမှကွေးနဲ့ကိုပြန်ခုံဝင်လာပါလိYusuke ပြန်လဲဝင်ရောက်လာမှုနဲ့အတူတင်ဆက်သူကလည်းပြိုင်ပွဲစတင်ပြီဖြစ်ကြောင်းကြေညာလိုက်ပြန်ပါလိဒီတစ်ခါမှလည်းဂျင်းကထုံးစံတိုင်းနောက်တစ်ချိန်သူ့ရဲ့လေးစင်နာမောင်းလက်တီကိုဖန်တီးဖို့သူ့ရဲ့လက်တွေကိုလှည့်ပတ်နေပြန်ပါပြီထူးဆန်းတာကဂျင်းကသူ့ရဲ့လက်နှစ်ဖက်လုံးကိုအသုံးပြုလာပါလိဒါကအရင်ကထက်ဖြက်စီးနိုင်စွမ်းအားကြီးမယ်ဆိုတာကို Yusuke ပါဝင်အားလုံးကလည်းရိပ်မိသွားကြပါလိပထမတစ်ခေါက်တုန်းကလက်တစ်ဖက်ထင်းနဲ့ဖန်တီးတာတော့မှအတော်လေးထိန်းချုပ်ရခက်တဲ့တိုက်ပွဲဖြစ်တဲ့အတွက် Yusuke တယောက်ချွေးတွေပြန်လာပါလိအချိန်ချင်းခါခါစဉ်းစားသွားပြီးတဲ့အချိန်မှာတော့ Yusuke လေးဝတ်ထားတဲ့သူ့ရဲ့အစွမ်းကိုထုတ်သုံးဖို့အတွက်ဆုံးဖြတ်လိုက်ပါလိအဲဒါကြောင့်သူ့ရဲ့ခန္ဓာကိုယ်အနေအထားကို Regan သုံးတို့ကပုံစံလိုမျိုးမဟုတ်ဘဲနောက်ထပ်တစ်မျိုးနဲ့နေရာအသင့်ယူထားလိုက်ပါလိဒါကိုမြင်တော့ Mass Warrior ကလည်း Yusuke တယောက်အရန်ကိုအန်ရည်များတဲ့တိုက်ကွက်ကိုထုတ်သုံးတော့မိမှန်သဘောပေါက်သွားပါလိနောက်ပြီးဒီနည်းပညာကခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ Reiki လို့ခေါ်တဲ့ဝိညာဉ်စွမ်းအားကိုအသုံးပြုပြီးအသက်ကိုရင်းကဖန်တီးယူရတဲ့စွမ်းအားတစ်မျိုးပဲဖြစ်ပါလိဒါကိုမြင်တော့ဂျင်းလည်းအတော်လေးကိုသဘောကျသွားခဲ့ပြီး Yusuke ကိုတိုက်ခိုက်လိုက်ကြရအောင်လို့ဆိုတာမြေပြင်ပေါ်ကိုထိုးဆင်းလာပါလိအဲဒီနောက်မှာတော့နှစ်ကောင်သားသူသေးကိုသေးတိုက်ခိုက်ဖို့အတွက်ပြင်ဆင်လိုက်ကြရင်ဇလန်းလေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါလိ